အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တာဇန် gaming ပါကျွန်တော်ဒီမှာတော့ Minecraft Spiral Series တခုလုပ်ရှင်ပါတယ် Spiral Series နာမည်ကိုတော့ကျွန်တော်တို့ Jungle Craft လုပ်ပေးရပါတယ်ဆိုတော့ episode 1လေးပေါ့ဆိုတော့ Spiral Wall တခုစထောင်ပြီဆိုရင်ကျွန်တော်တို့တစ်ခုတ်ပါမယ်ဆိုတော့တစ်လေးခေါ်လိုက်ပါဦးခင်ဗျာတစ်ကကျွန်တော်တို့ရှစ်တုံးလောက်ဆိုလုံလောက်ပြီထင်တယ်ဗျအဲ့တော့ let's go တစ်လေးခေါ်လိုက်အောင်ဒါဆိုရင်တော့ရှစ်တုံးရပြီရှစ်တုံးဆိုရင်ကျွန်တော်တို့မှာ wood တွေလုပ်လိုက်မယ်32ခုရတယ်crafting table လေးခုလုပ်မယ် okay stick ရှစ်ချောင်းလောက်ရပြီရှင်လားပဲရှစ်ချောင်းလုပ်ပြီးပါပြီ okay let's go အဲ့တော့ကဲကျွန်တော် store by မှာ spawn နေဘာမှတော့တင်မရှိဘူး store by မှာကျွန်တော်တို့episode 2မှာတော့ village ရှာမယ်လို့စဉ်းစားရတယ်နည်းလက်တယ်ဗျgame ခုမှ wall ဆောက်ထားတာဆိုတော့အကြောင်းဘာမှမသိတောင်ကြီးအများကြီးပဲတွေ့တယ်ဆိုတော့ okay ရေခဲပြင်ကွာတကယ်ကိုရေခဲပြင်ပဲဟိုမှာ temple အဲ့ temple လို့ခေါ်လား temple ပြည့်တွေ့ဝင်ကြည့်အောင်ဟုတ်တယ် temple ပြည့်ရတာဆိုတော့ဝင်လိုက်မယ် okay drown နိုင်ကြားနေရ drown obsidian ဘာရှိလဲfishing wall cause of venation ရပါတယ်အဲ့တော့တွေ့တယ်မဆိုးပါ X-ray emerald တစ်လုံးရှိရယ်အပေါ်ပြန်တက်မှရမယ်ရေရွာလည်းမရှိဘူးအသက်ရှိဘူးရေမရှိဘူးတီးရောအေးမမအော်ဟိုတီးတော်သေးရပါတီးရညနေခုမှစဝင်တန်းတင်တီးရမရှိဘူးလေဟုတ်လားမဆိုတော့ okay ဘာလို့တော့စားမှရမယ်ဆိုတော့ကအင်းစောဘူးမြေပြန်နေလိုက်ရှာမယ်ခုမှတပိတ်နေရှိခွေးလေး oh my god နော်အေးအဖြူလေးချစ်စရာလေး damn ပုံမှန်ခွေးလို့မဟုတ်နော် oh shit ဗဒီရောမစားလိုက်အယိုးကျွေးမှရအောင်ဟုတ်သားပဲလက်ကောင်းလုံးရှိရလေဖြားနေလို့အတန်းမကောင်းရင်တော့ပါလေဆိုတော့ okayနေဒီကောင်ကိုမလွတ်ကောင်းလုံးမရမယ်ဟာထောက်သွားပြီမဟုတ်သေးပါဘူးကွာနေဒါတူရမယ်ပိတ်ပြီးထားရမယ်လေးခုလောက်ဆိုရပြီနားမယ် okay လေးခုလောက်တူရလိမ့်မယ်okay လေးခုလောက်ရပြီဒီကောင်ဒီနားမှာငိမ့်နော်ငိမ့်နေမင်းပြီးလို့ရှိရင်မုတ်ကျွေးမယ်ငိမ့်နေအယိုးကျွေးမယ်ယိုးအခုငိမ့်နေဟလားခဏလေးပဲ please okay ခဏလေးပဲဘာမလို့ okay ပေါက်ဖွင့်နေမယ်နည်းကြောက်အောင်မယ်ရတော့ဆိုရ okay ဆိုတော့ဒီနားမှာမြေပြန့်လေးရှိတယ်နားမြေပြန့်လေးမှာကျွန်တော်တို့အိမ်လေးတစ်ခုစောင်းလို့အိမ်သေးလေးဘာလို့မကြည့်ပါဆိုတော့ကျွန်တော်ခုနက Warden X တစ်ခုရှိတယ်ဆိုတော့ပြင်ရတစ်ခုမယ်ဟိုအရုံးမရှိသေးဘူးcave မတွေ့တော့အဲ့တော့ snow ရှိတော့မြေဘွက်6ဘွက်ကွက်တီပဲဗျပုံမှန်အိမ်ဆောက်တယ်လို့ပဲပေါ့နော်ဒီလိုအတုံးဆောင်မှာအတုံးတိတ်မဆောက်တယ်ဘူးဒီလိုလေးတော့ရင်ကောင်းမလားဒီလွတ်တာလည်းကောင်းပါလေမဆိုးပါဒီနေရာကြီးမရှိရဘူးဆိုတော့ရပါကိစ္စမရှိဘူးကိုသိနေရတယ်ဆိုတော့ဒီလိုလေးအပေါက်ဖောက်လိုက်မယ်ဒီလောက်သိရပြီလာကွန်ပျူတာဖြူလိုက်တော့ဆိုတော့ကျွန်တော်တို့ဟိုတူရမယ် stone ကတော့ဒီအောင်ထဲမှာရှိမှထင်တာပဲဗျဆိုတော့ okay crafting table pickaxe ကိုလုပ်မယ်pickaxe 2ရပြီ okay let's go pickaxe လေးနဲ့တူမယ်မြေကြီးတူမြေကြီးအပေါ်ပြန်တက်ဖို့မြေကြီးတူရမယ် okay stone age ဆိုတော့ achievement ရပါတယ် okay ဆိုတော့မိုက်ပါတယ်ဆိုတော့
တူရပဲထောက်ရောက်ပဲတူရကောင်းပါတူတော့ကြော်လိုက်တော့မယ် let's go ဟိုတချင်းရလို့ရတယ် okay အပေါ်ရောက်ပြီဆိုတော့ stone တွေလည်း23ခုလောက်ရှိရယ်ဆိုတော့ရင်ဆုံး furnace လေးတစ်ခုလုံးမယ် okay လို့ရှင်ကျွန်တော်လိုရတာပေါ့အေးရခုနကကျွန်တော်သုံးမွေးအစားရဝိုင်းရတာလေအဲ့သုံးမွေးရတဲ့ဟာကိုကျွန်တော် record မေ့ပါလို့ဗျ sorry ပါဆိုတော့လို့ရှင် stone pickaxe stone saw အဲ့ကြောင့်ညဘခင်ကာဝယ်ဖို့ပေါ့နော်okay ဒါလေး crafting ကိုပြန်ဖြိုလိုက်မယ်ဆိုရင်ကျွန်တော်တို့မှာ decoration လေးနည်းဆင်လိုက်မယ်ပေါ့နော်ဒီဘက်မှာထားမယ် okay အဲ့မှာလာတာ okay လာပါပြီဒါဖြူဒါဖြူ okay ဖြူမယ်တော့ရှော့ဖြူရမှန်ဟေ့ဖြူရဟာဖြူပါဟာမယ်ပြန်ကြာလိုက်တာဒါလေးဖြူတော့နည်းနည်းပြင်းလာတယ် okay ရပြီဆောင်းပိုက်စားနေပြီဆိုကျွန်တော်တို့မြတ်တော့မြပါရမယ်ဟုတ်ဆိုးပါဦးမြတဲ့ငါတော့မြမှာငါဟုတ်ရငါတော့မြမှာရမယ်ဘာလဲငါ့ကိုပြန်ချစ်ကွာ okay ဟာဆွေးနေရခုမှလုပ်ဟာမပါတော့ပါတော့ဟာဒီပါဟုတ်တယ်လေအဲ့လိုဟာအဲ့လေမပါဘူးကဘာတော့ငါများတာကြုံတိုင်ပတ်နေဟုတ်တယ် okay ရှေ့မြုပ်ထားပြီမြုပ်ထားဆွဲလို့ရဆွဲမလားဆွဲဟာဆွဲလို့ရဟာဘာဖြစ်လဲဟာ right click left click ဘာလဲလို့မရဟာမသိပါဘူးလောမထိုင်ရမှာထိုင်ပြီးတော့ရမှာဒီကွာဘာတော့မသိဆွဲအဲ့လိုဆွဲမှာဟိုအောက်ကျအောင်မဆွဲလို့ရမှာ okay တီးပါ okay လာမယ်နော်1 2 3အောက်ကျအောင်မအတန်းလေးပေါ်လာပဲနေခဏဆောက်မလာဆွဲရတီးပြီအဲ့လိုဆွဲရမှာ okay ဆိုတော့ငါတော့ကင်မယ်ငါတော့ကြော်မယ်ငါတော့ကင်မှာပေါ့နော်ငါကင်မယ်ဟေးရော့ထဲလိုက်အမှုဟုတ်တယ်ခိုးမတုံးညင်ပြင်းလို့အဲ့တော့ဒီလိုဟာတွေပေါ့နော်ခုန pickaxe မလုံးဝ pickaxe ဆိုတာတုံးလို့ပေါ့နော်ဟိုကောင်းတော့ဟုတ်တယ်ခိုးတုံးကြမယ်ဆိုတော့ဟိုရပြီအခုပါလဲဟိုစားကြည့်တယ် so good so nice so chat ခွေးလေးရှိသေးတယ်မင်းပြင်ရိုးကျွေးမှာလားဟုတ်ကဲ့ငါတစ်ခေါ်လာအောင်မယ်တဲ့ပစင်းနဲ့ပဲခုတ်တော့မယ်လမ်းနဲ့ခုတ်တာအကျဉ်းပါလားအကျဉ်းကိုဖြောက်မှရပစင်းလေးနဲ့တော့ရှောက်ပဲခုတ်ထားတယ်နေတာတစ်ခုပါပဲခုနတုံးရပြီခင်ဗျာ okay စားအဲ့တော့ဒီအောက်မှာတူနဲ့အပေါ်ခုံပြီးတူလို့ရအောင် okay ရပြီအဲ့လိုတူရင်ပုံမိုက်ဆိုတော့က okay ရပြီဒါလေးပဲတူလိုက်ကျွန်တော်တို့20လောက်ဆိုရပြီထင်တာပဲ20လောက်ရပါပြီဟုတ်တယ်19 20ခုကတူလိုက်20ခု20ကကျွန်တော်ဘေးနဲ့နေရန်တိုင်ဆောက်ဖို့လीအဲ့တော့20ဆိုရပြီကျွန်တော်ကတော့ဒီနေရန်ပေါ့နော်နေရန်ဒီတစ်သားလဲလောက်ပါဆိုတော့တစ်ထပ်တူမှရ okay ဘာတော့ okay ရပြီဘယ်နှခုရပါလဲမဒီညအိတ်လဲပါအောင်မယ်တဒါဘိုင်ဘိုင်နိုးလိုက်အဟမ်ကဲတော့28ခုကပ်စတုံးမဟုတ်လာတတာချောင်းတတာတာနာဟာမဟုတ်အောင်တော့ရှိစင်မရအဲ့ရပါစင် no damage ဒါပဲလေအောင်တော့ရှိစင်တယ်လို့ခေါ်တာokay အောင်တော့ရှိပဲစင်မယ်1 2 3 4 5ဟိုပြန်တက် ostrich okay လာလို့ရပြီလာပါဆိုတော့ဒီမှာကျန်တဲ့ဟာတွေကိုလာလုပ်လိုက်မယ်32ခုဆိုတော့32ခုရပြီဒါတွေကာမယ်ဖြူဘာလို့ဓာတ်နဲ့တော့ခုတ်နေတာတော့
ဒါအပြင်မှာဓမ္မနဲ့ခုတ်ကြအများနော်တစ်တောင်းဟုတ်တယ်မလားမသိလေဆိုတော့ခွေးတော့ကြည့်လာမှာအိုးခွေးလေးရှိသေးတယ်โอเคခွေးရှိကပိုကောင်းတာပေါ့ best friend ဒီဆိုရင်တယောက်လေးထီးကြံစရာကြီးဟုတ်တယ်မလားပြင်းစရာကြီးဟုတ်โอเคတော့ short ပဲလောက်ထားမယ်နဲ့ view ဝါတော့တီးခံပြီပါတောင်းပါပါတယ်နော်ဟိုမှာစပြီးတော့ record လုပ်တာရှယ်တဲ့ကြောင့်မလို့တောင်းဆိုတာပေါ့နော်like and share လေးလုပ်ပြီးတော့ပျော်မိပါပေါ့ subscribe ပိုကောင်းတော့ဗျာ double ကောင်းတော့ဟုတ်တယ်မလားကျေးဇူးအများကြီးတင်မိပါပဲ okay ဆိုတော့ stone လို့ရယ်စုံသက်တူးမယ်စုံသက်တူးတာခုနကလိုပဲ mission impossibleအိမ်ဆောက်တဲ့ဟာယူစကားကြီးနဲ့ပြောမှာပြင်းစရာယူပါတချင်းလေးပဲနားထောင်လိုက်တော့ okay တချင်းနဲ့နားထောင်တော့လေပြီးမှာပေါ့ဟုတ်တယ်မလား stone တူကလေးတော့စကားလေးပိုင်းနည်းနည်းပြောကြတာပေါ့ okay stone လေးနည်းနည်းလိုတော့တူလိုက်ပြီ23လုံးရရင်လုံလောက်ပြီဆိုရင်အပေါ်ပြန်တက်မယ်ညီလေးအိုးဘာရှောက်လို့ဟုတ်တယ်ဟုတ်လုံးတယ်မလုံးတယ်ပဲရှောက်လို့ဟုတ်တယ်ဆိုတော့ဒီနေရာလေးကိုအမှတ်သားလုပ်လိုက်မယ် okay ရပြီဆက်တက်လိုက်အောင်1 2 1 2 3 4 1 2 3 4ဒီလောက်ဆိုတော့လောက်ပြီရှင်ပါပဲ okay 2 3 4 5 6 7 8 9
10ဟာလားဒီရောဘယ်လောက်ခုရှိရလဲโอเคလောက်ဆိုလိုက်ဒီနေ့အင်းရအရှိပဲနည်းနည်းရုပ်ဆိုသလိုပဲepisode 2မှာပြင်တော့မယ်အခုပြင်းတော့ပါမပြင်တော့ဆိုတော့ဒီနေ့ episode ကတော့လောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်အဆုံးထိကြည့်ရှုပေးရတော့ပေါ့နော်ဆိုတော့ဘိုင်ဘိုင်ပါ